ဂျူးပင်တွေကိုဘာကြောင့်အကြိမ်ကြိမ်ဖြတ်ပြီးရိတ်သိမ်းလို့ရနေတာလဲဆိုတာတင်သိပါသလားတချို့လူတွေကအရွက်ကိုဖြတ်ပြီးသုံးကြတယ်ရက်အနှဲငယ်ကြာတော့အရွက်သစ်တွေပြန်ထွက်လာတာကိုတွေ့ရတယ်ဒါပေမဲ့အပင်ကိုအမြင့်နဲ့တကွနှုတ်ပစ်လိုက်မယ်ဆိုရင်တော့နောက်တစ်ခါပြန်မပေါက်တော့ပါဘူးဒီအကြောင်းရဲ့လျှို့ဝှက်ချက်ကတော့မြေအောက်မှာရှိနေပါတယ်ဂျူးပင်ဟာကြက်သွန်နီကြက်သွန်ဖြူတို့နဲ့မျိုးရင်းတူတဲ့အယ်လီယန်မျိုးနွယ်ဝင်အပင်တစ်မျိုးပါအပင်ရဲ့အသက်အရေးကြီးဆုံးအစိတ်ပိုင်းကအပေါ်မှာမြင်ရတဲ့အရွက်တွေမဟုတ်ပဲမြေအောက်ကအမြစ်တွေနဲ့ကြက်သွန်ဥပုံစံခြေရင်းလေးမှာဖြစ်ပါတယ်အဲ့ဒီနေရာဟာအပင်ရဲ့ကြီးထွားမှုဗဟိုချက်ဖြစ်ပြီးအရွက်အသစ်တွေထွက်လာဖို့လိုအပ်တဲ့အာဟာရနဲ့စွမ်းအင်တွေကိုတူလောင်ထားတဲ့နေရာလည်းဖြစ်ပါတယ်ဒါကြောင့်အပေါ်ကအရွက်စိမ်းတွေကိုဖြတ်ပြီးရိတ်သိမ်းလိုက်ရင်တောင်မြေအောက်ကကြီးထွားမှုဗဟိုချက်မထိခိုက်သေးတဲ့အတွက်အရွက်အသစ်တွေကိုထပ်ခါပြန်လည်ထုတ်ပေးနိုင်တာပါဒါပေမဲ့အပင်ကိုအမြင့်နဲ့တကွဆွဲနှုတ်လိုက်တဲ့အခါမှာတော့အမြစ်တွေပြတ်တောက်သွားတယ်ခြေရင်းကကြီးထွားမှုဗဟိုချက်လည်းပျက်စီးသွားတယ်အပင်ပြန်ရှင်တန်ဖို့လိုအပ်တဲ့အစိတ်ပိုင်းအလုံးဆုံးရှုံးသွားတာကြောင့်နောက်တစ်ကြိမ်ပြန်မပေါက်နိုင်တော့ပါဘူးဒါကြောင့်ဂျူးပင်ကိုအချိန်ကြာဆက်လက်ရိတ်သိမ်းခြင်းနဲ့ဆိုရင်အရွက်တွေကိုသာဖျက်ယူပါအမြစ်ကိုတော့မနှုတ်သင့်ပါဘူးတင်းငယ်တဲ့ဂျူးပင်လေးကနေတည်ယူရတဲ့သင်ခန်းစာတစ်ခုကတော့တကယ်ခွန်အားဆိုတာလူတိုင်းမြင်နိုင်တဲ့အပေါ်ယံမှာမရှိဘဲမမြင်နိုင်တဲ့အခြေခံအုတ်မြစ်ထဲမှာပဲရှိနေတတ်တာပါအပင်တွေအကြောင်းစိတ်ဝင်စားရဆိုရင် follow လုပ်ထားဖို့မမေ့ပါနဲ့